ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Martial Art ပရိသတ်တွေရဲ့ယင်ထဲမှာအမြဲတမ်းနေရာယူထားတဲ့မင်းသားကြီးချက်လီရဲ့အကောင်းဆုံးကွန်ဖူအရှင်ကားတကားဖြစ်တဲ့ Fist of Legend ကို recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ဂျပန်နိုင်ငံရဲ့ကျောင်းတစ်ခုမှာပညာသင်ကြားနေတဲ့တရုတ်လူမျိုး Martial Art ပညာရှင်ချန်ကျန်းချက်လီကိုပြသထားပါတယ်ချန်ကျန်းဟာညံကောင်းပြီးတိုက်ခိုက်ရေးမှာလည်းထူးချွန်သူတစ်ယောက်ပါသူ့မှာမစ်ဆူကိုလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ဂျပန်ရီးစားလေးတစ်ယောက်လေးရှိပါတယ်။တနေ့မှာတော့လူမျိုးကြီးခွဲခြားတဲ့ဂျပန်လူမိုက်တစုကကျောင်းထဲအထိလာရောက်ရန်ကားကြပါတယ်။ဒါပေမဲ့သူတို့ဘသူကိုလာဆွဲလဲဆိုတာမသိခဲ့ကြပါဘူး။ကျွန်တော်တို့ရဲ့အကူကြီးချန်ကျန်းကတော့ထိုင်ကုန်ပေါ်ကတော့မထားပဲဂျပန်ကာရာတီသမားတွေကိုပညာပြပြီးစက္ကန့်ပိုင်းအတွင်းဆုံးမပစ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့တိုက်ပွဲအပြီးမှာချန်ကျန်းစီကိုရှန်ဟိုင်းကနေဝမ်းနည်းစရာသတင်းစကားတစ်ခုရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့သူ့အကြည်ညိုရဆုံးသူ့ကိုကွန်ဖူးပညာတွေသင်ပေးခဲ့တဲ့ကျင်းဝူးကွန်ဖူးကျောင်းရဲ့ခိုင်းချုပ်ဆရာကြီးဟူယွန်ဂျာဟာဂျပန်ကာရာတီဆရာအာကူတာဂါဝါနဲ့စိန်ခေါ်ထိုးတိုက်ရင်တည်ဆုံးသွားခဲ့ပြီဆိုတာပါပဲ။ဒီသတင်းကြောင့်စိတ်ထိခိုက်သွားတဲ့ချန်ကျန်းဟာအမှန်တရားကိုရှာဖွေဖို့အတွက်ရှန်ဟိုင်းကိုချက်ချင်းပြန်လာခဲ့ပါတယ်။ရှန်ဟိုင်းကိုရောက်တဲ့အချိန်မှာတော့ကျင်းဝူးကိုင်းဟာအရင်လိုမစီကားတော့ပဲအင်အားကြီးနေပြီးဆရာကြီးရဲ့သားဖြစ်သူဟော်တင်းအန်ကဂိုင်းကိုဦးဆောင်နေတာကိုတွေ့ရပါတယ်။ချန်ကျန်းဟာဆရာကြီးရဲ့ဂူဗိမ္မာန်ကိုတွားရောက်အလေးပြုပြီးဆရာကြီးရဲ့တည်ဆုံးမှုဟာပုံမှန်မဟုတ်ဘူးတခုခုမတင်ကားစရာရှိနေတယ်ဆိုတာကိုရိပ်မိသွားပါတယ်။ဆရာကြီးဘာကြောင့်ရှုံးနေပြီးတည်ဆုံးသွားလဲဆိုတာသိရဖို့အတွက်ချန်ကျန်းဟာဆရာကြီးကိုအနိုင်ယူခဲ့တဲ့ဂျပန်ကာရာတီဆရာအာကူတာဂါဝါရဲ့အော်တိုချိုကလပ်ကိုတယောက်တည်းသွားရောက်ဆင်ခေါ်ပါတော့တယ်။အဲ့ဒီမှာဂျပန်ကာရာတီတပည့်တွေအုပ်စုလိုက်ဝိုင်းချကြပေမဲ့ချန်ကျန်းရဲ့တိတ်ပံနီးကြကွန်ဖူတိုက်ကွက်တွေညံဆန်လုံးနဲ့လက်သီးတွေအောက်မှာအားလုံးခလောက်ဆန်ကုန်ပါတယ်။နောက်ဆုံးမှာတော့ကာရာတီဆရာကြီးအာကူတာဂါဝါကိုယ်တိုင်ထွက်တိုက်ပါတယ်။ဒါပေမဲ့ချန်ကျန်းကသူ့ကိုအသာလေးပဲအပြတ်အသက်အနိုင်ယူပစ်လိုက်ပါတယ်။ဒီနေရာမှာချန်ကျန်းတန်တရားဝင်သွားပါတယ်။အာကူတာဂါဝါရဲ့အရေးချင်းဟာသူ့ဆရာကြီးဟူယွမ်ဂျာကိုဘလို့မှနိုင်စရာအကြောင်းမရှိပါဘူး။ဒါကြောင့်ချန်ကျန်းဟာဆရာကြီးရဲ့အလောင်းကိုပြန်ဖော်ပြီးစီးစစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျင်းဝူခိုင်းသားတွေကကန့်ကွက်ကြပေမဲ့စစ်စည်းကြည့်လိုက်တဲ့အခါမှာတော့ဆရာကြီးဟာတိုက်ပွဲမတိုင်ခင်ကတည်းကအစိတ်ခတ်ခံခဲ့ရတာဖြစ်ကြောင်းပေါ်သွားပါတော့တယ်။အစိတ်ခတ်တဲ့တစ္ဆာဖောက်ကတော့ဆရာကြီးရဲ့အနီးကပ်လူယုံတစ်ယောက်ဖြစ်နေပြီးဒါဟာဂျပန်စစ်တပ်ကနောက်ွယ်ကကြိုးကင်ထားတာဖြစ်ပါတယ်။ဒီကြားထဲမှာပဲချန်ကျန်းကိုချစ်လွန်းလို့ဂျပန်ကနေလိုက်လာတဲ့ရီစားလေးမစ်ဆူကိုရောက်လာပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကတရုတ်နဲ့ဂျပန်ဟာရန်သူတွေဖြစ်နေကြတော့ကျင်းဝူခိုင်းသားတွေကဂျပန်မာလီမစ်ဆူကိုလက်မခံကြပါဘူး။ဒီအပြင်ခိုင်းချုပ်အစ်စ်ဟော်တင်းအန်ကလည်းချန်ကျန်းအပေါ်မနာလိုစိတ်ဝင်လာပြီးခိုင်းချုပ်နေရအတွက်ချန်ကျန်းကိုစိန်ခေါ်ပါတယ်။ချန်ကျန်းကသူ့ရဲ့ခေတ်သစ်လက်ဝိစတိုင်နီကာရာတီစတိုင်နီကိုပေါင်းစပ်ထားတဲ့ fighting style အသစ်နဲ့ဟော်တင်းအန်ကိုအလွယ်တကူအနိုင်ရရှိသွားပါတယ်။နောက်ဆုံးမှာတော့ချန်ကျန်းဟာသူ့ချစ်သူမစ်ဆူကိုကာကွယ်ဖို့အတွက်ကျင်းဝူကိုင်းကနေထွက်ခွာပြီးမြို့ပြင်ကတဲအိမ်လေးတစ်ခုမှာနှစ်ယောက်ထဲအခြေချနေထိုင်ပါတော့တယ်။ဒီဇက်ကားရဲ့အကောင်းဆုံးနဲ့ဒန်ဒါရီလာအခန်းတစ်ခန်းကတော့ဒီနေရာမှာလာပါတယ်။မစ်ဆူကိုရဲ့ဦးလေးဖြစ်သူဂျပန်ရဲ့နံပါတ်1ဓားတိုင်းဆရာကြီးဖူမီယိုဖူနာကိုရှိဟာချန်ကျန်းရဲ့အရေးချင်းကိုစမ်းတက်ဖို့ရောက်လာပါတယ်။သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကတော့ရန်ညိုးချောင်းတိုက်တာမဟုတ်ပဲတကယ်မာရှာအတ်ပညာရှင်အချင်းချင်းအပြန်အလှန်လေးစားမှုနဲ့ပညာစမ်းတဲ့တိုက်ပွဲပါ။အမြင်အာရုံမျှတအောင်မျက်လုံးတွေကိုအဝစ်စီးပြီးတိုက်ခိုက်ကြတဲ့အခန်းကတော့တကယ်ကိုရင်သက်ရှုမောဖွယ်ပါပဲ။ဒီတိုက်ပွဲမှာဆရာကြီးဖူနာကိုရှိကချန်ကျန်းကိုပြိုင်ဘက်ကိုလဲကျအောင်လုပ်နိုင်တာအကောင်းဆုံးမာရှာအတ်မဟုတ်ဘူး။ပြိုင်ဘက်ရဲ့အင်အားကိုကိုယ့်အင်အားအဖြစ်ဘယ်လိုအသုံးချမလဲဆိုတာကမှအဓိကပဲဆိုတဲ့အတွေးအခေါ်ကောင်းတွေကိုသင်ကြားပေးခဲ့ပြီးတရေပွဲအဖြစ်တတ်မှတ်ကလမ်းခွဲခဲ့ကြပါတယ်။ဇလန်းရဲ့အဆုံးသက်အခန်းကိုရောက်လာပါပြီ။ဒီဇလန်းရဲ့မဟာဗီလိန်ကြီးကတော့ရက်ဆက်ပြီးလူမဆန်တဲ့ဂျပန်ဗိုလ်ချုပ်ဖူဂျီတာပါပဲ။သူဟာဆရာကြီးဟူယွမ်ဂျာကိုအစိတ်ခတ်ခိုင်းခဲ့သူဖြစ်တယ်လို့အမှန်တရားကိုဖွင့်ပြောဖို့လုပ်တဲ့ကာရာတီဆရာအာကူတာဂါဝါကိုလည်းရက်ရက်ဆက်ဆက်တပ်ပစ်လိုက်ပါတယ်။
အဲ့ဒီနောက်ဖူဂျီတာဟာကျင်းဝူကိုင်းကိုဖျက်ဆီးဖို့လာရောက်စိန်ခေါ်တဲ့အခါချန်ကျန်းနဲ့ဟော်တင်းအန်တို့ဟာဆရာကြီးအတွက်ကလဲ့စားချီဖို့ဂျပန်စစ်စခန်းကိုရောက်သွားပါတော့တယ်။ဗိုလ်ချုပ်ဖူဂျီတာကတော့လူကောင်ကြီးပြီးကြောက်တုံးလိုမာကြောတဲ့ခန္ဓာကိုယ်ရှိသူပါ။သူကဟော်တင်းအန်ကိုအလွယ်တကူရိုက်နှက်အနိုင်ယူလိုက်ပါတယ်။နောက်ဆုံးမှာတော့ချန်ကျန်းနဲ့ဖူဂျီတာတိုက်ခိုက်ရပါတော့တယ်။ဒီတိုက်ပွဲကတော့တကယ်ကိုသွေးပြက်စရာကောင်းလာပါတယ်။ချန်ကျန်းဟာဖူဂျီတာရဲ့အသက်ကုန်ထိုးတက်မှုတွေကြောင့်ဒဏ်ရာတွေအပြင်းအထန်ရခဲ့ပေမဲ့သူ့ရဲ့အမြန်နှုံးခပတ်ကိုအသုံးပြုတဲ့ကွန်ဖူကွက်တွေနဲ့ဖူဂျီတာရဲ့အားနည်းချက်ကိုရှာဖွေပြီးနောက်ဆုံးမှာတော့ဗိုလ်ချုပ်ဖူဂျီတာကိုအောင်မြင်စွာနှိမ်နင်းလက်စားချေနိုင်ခဲ့ပါတယ်။ဆက်သိမ်းမှာတော့ချန်ကျန်းဟာဂျပန်ဗိုလ်ချုပ်ကိုတတ်မှုနဲ့ဖမ်းဆီးခံရမလို့ဖြစ်ခဲ့ပေမဲ့တငယ်ချင်းတရုတ်ရဲအရာရှိရဲ့အကူအညီနဲ့လူချင်းလဲကတေချင်းရောင်ဆောင်ပြီးရှန်ဟိုင်းကနေလွတ်မြောက်သွားခဲ့ပါတယ်။သူဟာသူ့ရဲ့ကွန်ဖူးပညာနဲ့တိုင်းပြည်ကိုဆက်လက်ကာကွယ်ဖို့လမ်းတစ်တစ်ခုစီကိုထွက်ခွာသွားရင်းနဲ့ပဲဒီစကားလေးဟာပြီးဆုံးသွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေ Fist of Legend ကားဟာချက်လီရဲ့အကောင်းဆုံး action ကွက်တွေကိုမြင်တွေ့ရရုံနဲ့မကပဲမျိုးချစ်စိတ်နဲ့ martial art ရဲ့အနှစ်သာရကိုပါပေါ်လွင်စေတဲ့ကားကောင်းတကားဖြစ်ပါတယ်။ဒီ recap လေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်။နောက်ထပ်ဘလူစကားကောင်းတွေကို recap လုပ်ပြီးစီခြင်းလဲဆိုတာ comment မှာရေးပြီးခဲ့ကြပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။